ကိုယ်ပိုင်အလုပ်ကိုပဲလုပ်လို့သူများအလုပ်ကိုပဲလုပ်လို့အမှန်တကယ်ကြီးပွားတိုးတက်ခြင်းနဲ့စိတ်ရှိရင်မျက်စိကိုလည်းဖွင့်နားကိုလည်းစွန့်ထားမခိုးမကပ်ဖက်နဲ့တာဝန်ယူလို့တဲ့စိတ်နဲ့လုပ်ရမယ်နေရာယူခြင်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့နေရာဆိုတာကို့မှာအရေးချင်းရှိရင်အေးစစ်စစ်လို့သဘောထားလိုက်အချိန်တိုင်းရင်အရေးချင်းတဲ့စိတ်ထားစကားပြောလာလိမ့်မယ်ကိုယ်ပိုင်အလုပ်ကိုပဲလုပ်လို့သူများအလုပ်ကိုပဲလုပ်လို့အမှန်တကယ်ကြီးပွားတိုးတက်ခြင်းနဲ့စိတ်ရှိရင်မျက်စိကိုလည်းဖွင့်နားကိုလည်းစွန့်ထားမခိုးမကပ်ဖက်နဲ့တာဝန်ယူလို့တဲ့စိတ်နဲ့လုပ်ရမယ်နေရာယူခြင်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့နေရာဆိုတာကို့မှာအရေးချင်းရှိရင်အေးစစ်စစ်လို့သဘောထားလိုက်အချိန်တိုင်းရင်အရေးချင်းတဲ့စိတ်ထားစကားပြောလာလိမ့်မယ်ကိုယ်ပိုင်အလုပ်ကိုပဲလုပ်လို့သူများအလုပ်ကိုပဲလုပ်လို့အမှန်တကယ်ကြီးပွားတိုးတက်ခြင်းနဲ့စိတ်ရှိရင်မျက်စိကိုလည်းဖွင့်နားကိုလည်းစွန့်ထားမခိုးမကပ်ဖက်နဲ့တာဝန်ယူလို့တဲ့စိတ်နဲ့လုပ်ရမယ်နေရာယူခြင်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့နေရာဆိုတာကို့မှာအရေးချင်းရှိရင်အေးစစ်စစ်လို့သဘောထားလိုက်အချိန်တိုင်းရင်အရေးချင်းတဲ့စိတ်ထားစကားပြောလာလိမ့်မယ်ကိုယ်ပိုင်အလုပ်ကိုပဲလုပ်လို့သူများအလုပ်ကိုပဲလုပ်လို့အမှန်တကယ်ကြီးပွားတိုးတက်ခြင်းနဲ့စိတ်ရှိရင်မျက်စိကိုလည်းဖွင့်နားကိုလည်းစွန့်ထားမခိုးမကပ်ဖက်နဲ့တာဝန်ယူလို့တဲ့စိတ်နဲ့လုပ်ရမယ်နေရာယူခြင်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့နေရာဆိုတာကို့မှာအရေးချင်းရှိရင်အေးစစ်စစ်လို့သဘောထားလိုက်အချိန်တိုင်းရင်အရေးချင်းတဲ့စိတ်ထားစကားပြောလာလိမ့်မယ်